Victoria လာသွားနေတယ်ငါပြောတာပေါ့ဟိုဘက်ကမင်းလေးမပါမင်းလေးကိုဘယ်သူလာမှလဲအဲ့ဒါဆိုရင် Oh my god ဘာကြီးလာတာလဲငါဒါကြီးတော့ငါမထင်တာဘူးလေဘာကြီးလဲငါ့ကိုထူရကြငါ့ကိုထူရနေတာမလာနဲ့မင်းတို့မလာနဲ့မင်းတို့အနာပဲနေမင်းတို့အနာပဲနေလာနဲ့ဆန်းဟဲ့ကောင်းနေမလာနဲ့လာနဲ့မလေးကောင်းဝိုင်းနဲ့ဝင်လာနေမသေးပေါ့ပြောကြတိတာမတိတာပဲဦးတက်နေဟဲ့ Oh my god ဟဲ့ဝင်လာပြီဟဲ့ကာရီနာရေသွားပါပြီအဲ့ထွက်တဲ့ကေးလဲ yes ထူရနေတာတူတူကြီးနဲ့ငါ့ကိုထူရနေတာနင်နာတော့ထူကျင်တယ်ဟုတ်လားအဲ့ဒီထူတယ်ငါ့ကိုထူတယ်ရောမှာစကေတူနဲ့မှဖမ်းလိုက်ပြီနင်တော့မသိဘူးငါမသိပါနဲ့စကေတူလေးနဲ့စတန်ဖမ်းလိုက်ပြီအာဒီမိတ်မကြခင်ကျမဖွင့်တော့မှဖြစ်ပါတယ်ချိန်နေတာနာနာနီဆန်းခန်းကောင်းလားနာနီဆန်းခန်းကောင်းလားရောငါအသေးပုံလေးလိုက်သွားစမ်းအဲ့ဒီ Tesla ရှိကိုလိုက်သွားလားလိုက်သွားတယ်အော်ကောင်းလားတကယ်ကောင်းတယ်နော်ဟဲ့တပည့်ကင်းအောင်ရောက်ပဲကောင်းတာဟာဟိုမှာ6ကြီးလာနေပြီရောစကေတူအားလုံးဝေးအမလေးလက်လို့ချက်တော့နေဖြစ်တော့မယ်အမလေးပေးရမယ်ဟဲ့လောက်ကြအောင်ကဲကြပါအောင်ကန်ကောင်းလို့ချင်းငါ့ကိုလေချောင်းပြီးတော့ဘာလို့ချင်လဲမသိဒီကောင်ရမှာချောင်းချင်အောင်လောက်ချင်အောင်မကောင်းပြီလားကောင်းလားဟုတ်တယ်လေအဲ့လိုပဲဖြစ်ရမှာပေါ့ငါတို့ဘက်ကချောင်းကောင်းတယ်သိလိုက်တော့မသိနိုင်တာကောင်းတယ်နင်တို့ဘက်ကအကျန်းဆုံးအဲ့ဒီကရီနာလားရမှာဘလို့မျိုးတောက်ဆက်သွားမယ်ဆိုကြည့်လိုက်တော့အင်္ဂလိပ်မှာရှိတဲ့ကျမပြောတယ်သူတို့ရှိမှာအိုတက်ကနံပါတ်1ပဲကျမလည်းမြန်မာနိုင်ငံမှာတုံးကြည့်လိုက်တော့ဝါအရန်ကောင်းတာပဲအေးလက်လို့ချက်သွန်နေတော့ဖြစ်ကုန်ပြီငါမစပယ်ရမရှိတော့ဘူးရမမလာကြနဲ့အော်ဟဲ့တော့ကောက်ပြန်ကောင်းလို့ကျန်ဘာလာလဲအမအမပဲကျမအမလှုပ်ချင်တာလားအမကျမလှုပ်ချင်တာလားငါဒီမှာရှိရဘယ်သူမှမသိဘူးမလားမသိရမှာနင်တော့မောကောတော့သွား32 K တွေရပါပြီနော်32 K ရပါပြီရှင် Victory ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့ပရိသတ်တို့ဦးရောက်ချင်းကြကျေးဇူးအများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးကိုတန်းတင်တက်တယ်ဆိုလို့ရှိရင် copy လေးတွေသုံးခါယူခဲ့ဖို့မမေ့နဲ့နော် follower လေးသိန်းကျော်တန်းကောင်းပါCandro ကို 13% off discount ရရှိမှာဖြစ်ပြီးတော့ Daily One Draw တိုင်းတော့ 50% off discount ရရှိမှာဖြစ်ပါတယ်။ Price pool ထဲမှာတော့ Lansco နဲ့ Oda ရဲ့ Valentine skin နှစ်ကောင်နဲ့ Collector skin တွေ Lucky Box skin တွေ Special skin တွေ Elite skin တွေ Normal skin တွေ Valentine emote Valentine ဘောင်း coin တွေနဲ့တခြားသော item တွေလည်းပါဝင်ပါသေးတယ်။တကယ်ချင်းကိုလည်း diamond 3200ကုန်ခံပြီးတော့လက်ဆောင်ပေးလို့ရပါသေးတယ်။ Event shop တွေဆိုလို့ရှိရင် Valentine skin နှစ်ကောင်ကို coin 920နဲ့လဲလို့ရမှာဖြစ်ပြီးတော့ Collector skin တွေကိုတော့ coin 800နဲ့လဲလို့ရမှာဖြစ်ပြီးတော့ Lucky Box skin တွေကိုတော့ coin 640နဲ့လဲလို့ရမှာဖြစ်ပါတယ်။ဒါအပြင်တခြားသော item တွေလည်း coin လေးနဲ့လဲလို့ရပါသေးတယ်။ Total reward မှာဆိုလို့ရှိရင်လည်းသူသတ်မှတ်ထားတဲ့အချိန်အတွက်လှည့်ခဲ့မယ်ဆိုလို့ရှိရင် coin တွေနဲ့ key တွေကိုလည်းရရှိအောင်မှာဖြစ်ပါတယ်။ဒါအပြင် premium supply မှာဆိုလို့ရှိရင်လည်း login ဝင်တာတွေ starlight ဝယ်တာတွေ diamond သုံးတာတွေကိုလုပ်ခဲ့မယ်ဆိုလို့ရှိရင် key တွေကိုရရှိအောင်မှာဖြစ်ပါတယ်။